ဟုတ်ကဲ့မင်္ဂလာပါ KSU Technology မှာကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီပစ္စည်းတွေရောင်းဈေးတွေပေါ့နော်ရောင်းဈေးကိုမှကျွန်တော်ဒီဖောက်သည်ဈေးတွေရှိမယ်အများဈေးတွေရှိမယ်ဒီလိုမျိုးကျွန်တော်ဒီဈေးနှုန်းမတူတဲ့ဟာတွေကိုထည့်တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးရတယ်ကျွန်တော်ဒီဈေးနှုန်းအပြောင်းလဲတွေပေါ်မှာကျွန်တော်ဒီဈေးနှုန်းတွေကိုအလွယ်တကူဘယ်လိုပြင်လို့ရမလဲဆိုတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီအရင်ဆုံးအနေနဲ့ Selling Price Group မှာပေါ့နော်ကျွန်တော်ဒီ Add Button နဲ့နေလိုက်မယ်ကျွန်တော်ဒီ product အောက်က selling price group ကိုဝင်နိုင်မယ်ပြီးရင်ကျွန်တော်ဒီ add button လေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ product တွေကိုကျွန်တော်ဒီဈေးနှုန်း group အသစ်ထည့်ဖို့အတွက်နာမည်ထည့်ဖို့အတွက်ကိုပေါ်လာမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီဖောက်တဲ့ဈေးဆိုရင်ဖောက်တဲ့ဈေးနာမည်ထည့်ထားရမယ်ဒါမှမဟုတ်ပုံမှန်ရောင်းဈေးဆိုပုံမှန်ရောင်းဈေးလက်လိလက်ကားပေါ့နော်ကျွန်တော်ဒီလိုမျိုးထည့်ထားလို့ရမှာပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်လက်ကားဆိုတဲ့ဟာပုံစံမျိုးနဲ့ထည့်ပြပေးမယ်ပေါ့နော်ဒါဆိုရင်တော့လက်ကားပေါ့နော်အဲဆိုရင်လက်ကားဆိုပြီးရရှိသွားပြီပြီးရင်ကျွန်တော်ဒီပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်ဒီ update price ဆိုတဲ့ဟာရှိရပါတော့ update price မှာကျွန်တော်ဒီ export product price ဆိုတဲ့ဟာလေးကို export လုပ်လိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာ excel file လေး product update price ဆိုပြီးတော့ number 6ပေါ့နော်ဒါတော့ကျွန်တော်ဒီဝင်လာမယ်ပေါ့နော်အဲဆိုရင်ဒီ file လေးတွေကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီမှာ update လုပ်ချင်တဲ့ဈေးနှုန်းတွေကိုကျွန်တော်ဒီမှာတစ်ခါလေးပြင်သွားလို့ရမှာပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ဒီရှိနေတဲ့ပစ္စည်းတွေရဲ့ product list ကိုကျွန်တော်ဒီမှာကြည့်လို့ရမယ်အဲ့မှာကျွန်တော်ဒီဈေးနှုန်းတစ်ခုချင်းစီအလိုက် wholesale price ဆို wholesale price VME price ကျွန်တော်ဒီဖောက်တယ်ဈေးနှုန်းလက်ကားဈေးနှုန်းကျွန်တော်စားသဖြင့်တစ်ခုချင်းစီကိုပေါ့နော်ကျွန်တော်ဒီမှာထည့်သွားလို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီလက်ကားမှာဆိုရင်ဒီကောင်းကိုကျွန်တော်ဒီ1400နဲ့ရောင်းတာပေါ့နော်1400ဒီကောင်းကို1500ကျွန်တော်ဒီမှာအခုလည်း1500နဲ့ရောင်းပါပေါ့နော်ကျွန်တော်ဒီမှာဒီလိုပဲဖြည့်ခဲ့လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ save လုပ်မယ် save လုပ်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီ software တွေကိုပြန်သွားလိုက်မယ်ပေါ့နော် software တွေပြန်သွားပြီးတော့ကျွန်တော်ဒီ update price မှာကျွန်တော်ဒီဘက်မှာ choose file ဆိုပြီးရှိရပါတော့ file to import မှာအဲဆိုရင်ကျွန်တော်ဒီမှာ product ရဲ့ကျွန်တော် price ကိုရွေးမယ်ရွေးပြီးသွားရင်ကျွန်တော် submit နှိပ်လိုက်အဲဆိုရင်ကျွန်တော်ဒီဈေးနှုန်းကတစ်ထည့်ပြီးသွားပြီပေါ့နော်